ကဲဒီနေ့မှာတော့ကျော်ရဲ့ဘော်ဒါအားလုံးပေါ့နော်ဘော်ဒါအားလုံးတို့ကိုတည်င်းကောင်းလေးပြောချင်လို့ဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့အခုလက်ရှိထွက်နေတဲ့ Cyclo ရဲ့ Epic Skin မဟုတ်ပါဘူးဒီအောက် Skin ပေါ့နော်ဒီအောက် Skin ကိုလုံးဝ free လုံးဝ free ယူလို့ရတဲ့နည်းလေးပြောပြမှာဖြစ်ပါတယ်ဒီနည်းကိုသိတဲ့သူတွေကတော့ကြော်သွားပေါ့နော်မသိတဲ့သူတွေကတော့ဝင်ကြည့်သွားလို့ရပါတယ်ဒီထဲမှာ Cyclo ရဲ့ event တကယ်လာနေပါပြီကျွန်တော်မြန်မာစာပါမှာတော့မလာဘူးဗျဒီမှာကြည့် Cyclo ရဲ့ event ပါဒါထဲမှာဒီမှာ Cyclo ရဲ့ event ထဲမှာဘာတွေပါလဲဆိုရင် record လားဘာလဲတော့မသိဘူးပေါ့နော်ဒီထဲမှာတော့အဲ့ဒါမှာ emote တွေနဲ့အဲ့ဒါ emote တွေချင်းဟုတ်တယ်အဲ့ဒါ emote ပြီးတော့ဒါ record လားလို့ဟုတ်တယ် record က100ပေးထားတယ် record အဖက်လာပါလားတော့မသိပါဘူးအဲ့ဒါ200တော့ပေးထားတာဗျတို့တို့မြန်မာစာပါမှာတော့50လား20လားမသိဘူးအဲ့ဒါပဲရတယ်ဒီ Cyclo ရဲ့ Epic Skin ကိုကြိုက်တယ်လိုချင်တယ် Cyclo ရဲ့ Skin ကိုလိုချင်တဲ့တငယ်ချင်းတွေတို့ပေါ့နော်ဒါလေးကိုကြောပြောပြမှာဖြစ်ပါတယ်အဲ့ဒါတော့ PVN ခံပြီးတော့ဝင်တာပေါ့နော်ဟိုဂိတ်ထဲဝင်တာပေါ့နော် PVN ခံပြီးတော့ဝင်ပါကျန်တာဘာမှလုပ်ရမလို့ပြဟိုစားဒီ Cyclo ရဲ့ Epic Cyclo ရဲ့ဒီအောက် Skin ကကျန်တဲ့စာပါမှာကိုရတယ်ကျတို့မြန်မာစာပါမှာပဲမရတာဆိုတော့လေအဲ့ဒါကြောင့်မလို့ VPN ခံပြီးတော့ဝင်ကြည့်ပါ VPN ကတော့ဘာ VPN ခံရမလဲဆိုရင်တော့ VPN ကတော့ဘာ VPN ဖြစ်ဖြစ်ကိုရတယ်ဗျမြန်မာစာပါမြန်မာ VPN မဟုတ်ရင်ပြီးရောပေါ့နော်မြန်မာစာပါမှာမပြီးတော့ပေါ်တာတို့တကယ်လို့ယူမယ်ဆိုရင်တော့ဟိုထားမနော် collection point ပြင်းမှာ VPN ခံပြီးတော့ဂိတ်ထဲဝင်ကြည့်ပါဒါတော့ကျော်ရဲ့ VPN ပေါ့နော်ဘာ VPN ခံရမလဲလို့မသိတဲ့ပေါ်တာတွေအတွက်ပြတာပါ VPN ကတော့အဆိုရတယ်ဗျဒါပေမဲ့ကျော်ကတော့ area VPN ခံစီချင်တယ်ဗျဘာလို့ဆိုပြီး area VPN ခံလိုက်ရင်သူကဟိုစား emote လေးတစ်ခုရသေးတယ်ဝင်လို့ရှိရင်ပေါ့နော် emote free လေးတစ်ခုရသေးတယ်အဲ့ဒါကြောင့်ဒီ area server ဥပမာ area VPN ကိုခံကြည့်ဖို့ကြောင့်ညွှန်ပြချင်တာပေါ့နော်အဲ့ဒါမှနှစ်ခုရတာပေါ့နော်ဒါတော့ VPN မပါဘဲနဲ့ဂိတ်ထဲဝင်တာပေါ့နော်ဒီထဲမှာဘာတွေ့လဲဆိုရင်သူတို့ပေးထားတယ်ဟိုစားပေါ့နော် Cyclo ရဲ့ event စာဒီမှာ AP တွေရမယ် AP record ရမယ်ဒီမှာကြည့် record 200ပဲရ20ပဲရသေးလားဟိုက100ဘယ်လောက်กว่าလဲဆိုတော့အဲ့ဒါကြောင့်ကြိုးပြောပြပေးတာအဲ့ဒါကြောင့်ဘော်ဒါတို့အနေနဲ့တကယ်လို့ white လဲလို့ရပြီဆိုရင် VPN ခံပြီးတော့ဝင်ပြီးတော့လဲလိုက်ပါ Cyclo ရဲ့ skin ကိုပေါ့နော်ဒီ emote တို့ animation တို့ကိုလည်းဒီ Cyclo event ထဲမှာပဲလေးစေချင်ပါတယ်ဘာလို့ဆိုတော့သူတို့က100 200တော့ပေးထားတာဆိုတော့လေဒီကတော့ဒီလောက်လေးပါပဲအားလုံးစီစဉ်ကြ